ဒီမှာမေးထားတဲ့ action verb နဲ့ quality verb နဲ့ဘယ်လိုသုံးရလဲပေါ့နော်ခွက်ခွက်ခြားခြားလေးသိချင်တယ်ဆိုတဲ့ဟာကိုဒီနေ့ပြပေးမယ်အဓိကသိထားရမှာက action verb ဆိုတာက action ဆိုတဲ့အဓိပ္ပာယ်ကအင်္ဂလိပ်လိုဆိုလို့ရှိရင်သူကတခုခုကိုလုပ်တာပေါ့နော်ကိုယ့်ရဲ့ဒီလက်အားဖြင့်တော့၎င်းခန္ဓာကိုယ်အားဖြင့်တော့၎င်းသုံးပြီးတော့လုပ်ရတဲ့ဟာတွေကို action verb လို့ခေါ်တယ် quality verb ကကြတော့သူ့မှာပါပြီးတော့ quality ရဲ့အဓိပ္ပာယ်ကကြတော့အရေးအသွေးအရေးအချင်းပေါ့နော်ခုံအရေးအသွေးကိုပြတဲ့အခါမှာသုံးတယ်သူကကိုရီးယားလိုရေးထားတဲ့အဓိပ္ပာယ်အရဆိုရင်မြန်မာလိုဆိုရင်တော့နာမဝိသေသနာပေါ့နော်နာမဝိသေသနာကိုခေါ်တယ်ဒါပေမဲ့အင်္ဂလိပ်လိုဆိုလို့ရှိရင်ပြောမယ်ဆိုရင် adverb တွေပေါ့ဂုံရည်သွေးကိုပြတဲ့ဟာတွေဥပမာပြောမယ်ဆိုရင်လှင်မြန်တာတို့အရသာရှိတာတို့ချစ်စရာကောင်းတာတို့လှပတာတို့ဒါမျိုးတွေကိုပြောတယ်အဲ့တော့ဒီဘက်က action verb တွေကကျတော့ဘာကြီးလဲကိုယ်တိုင်သွားရတဲ့ဟာတွေရုံသွားတယ်ကြောင်းသွားတယ်ဆိုလို့ရှိရင်သွားသည်ဆိုတဲ့ဂါထာတို့ပြီးရင်ထမင်းစားတယ်ဆိုလို့ရှိရင် mock တာတို့နောက်တစ်ခုဘာရှိသေးလဲစာဖတ်တယ်ဆိုလို့ရှိရင် ik တာတို့ပေါ့နော်အဲ့လိုမျိုးဟာတွေကကြတော့ action verb တွေဥပမာလှုပ်တယ်ပေါ့နော်ကြည်တယ်တို့သွားတယ်တို့စားတယ်တို့လာတယ်တို့နေထိုင်တယ်တို့အဲ့ဒီဟာတွေအကုန်လုံးက action verb တွေကိုရောက်သွားမယ်ပြီးတော့ဒီဘက်ကကြီးတာတို့တေးတာတို့အရေးအသွေးကိုပြတဲ့ဟာတွေပြီးတော့အရသာရှိတာတို့လှပတာတို့ညစ်ပတ်တာတို့ပေါ့နော်ဒါမျိုးတွေဆိုလို့ရှိရင် quality verb ဖြစ်သွားမယ်အဲ့တော့ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဥပမာ책을읽어요ဒါဆိုရင်책을읽어요စာအုပ်ဖတ်တယ်ဟုတ်ပြီနော်နောက်တစ်ခု책이 재미있었어요အဲ့ဒီစာအုပ်ကစိတ်ဝင်စားစရာကောင်းခဲ့တယ်ဆိုလို့ရှိရင်ဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာရဲ့အရေးအသွေးကိုဖော်ပြလိုက်တာစိတ်ဝင်စားစရာကောင်းတယ်ဆိုပြီးတော့ဖြစ်သွားတယ်နောက်တစ်ခု선생님은 한국어를 가르쳐요. ဆရာမကကိုရီးယားစာကိုသင်ကြားပေးတယ်။အဲဆိုရင်ဆရာမကသူကိုယ်တိုင်စိတ်နှစ်ပြီးတော့သင်ကြားပေးရပြောတဲ့ကြောင့်မို့သင်ကြားတဲ့ဟာက action verb တွေကိုရောက်သွားမယ်။နောက်တစ်ခု선생님이 예뻐요 ဆိုလို့ရှိရင်တော့ဆရာမကလှပတယ်ဆိုလို့ရှိရင်ဆရာမရဲ့လှပတဲ့အရေးအသွေးကိုဖော်ပြတာ။ဒါမျိုးဆိုလို့ရှိရင် quality verb တွေကိုရောက်သွားမယ်။ပြီးတော့တစ်ခုရှိတာကကြတော့ဒီပေါ့နော်ဒီ quality verb တွေကိုတချို့တို့ကဂုဏ်ကြီးစောရော်နဲ့တွဲပြီးတော့သုံးလို့မရပါဘူး action verb တွေကိုပဲဂုဏ်ကြီးစောရော်နဲ့တွဲပြီးတော့သုံးရပါတယ်ဥပမာ밥을먹고있어요ထမင်းစားနေပါတယ်ဒါမျိုးသုံးလို့ရတယ်အဲ့လိုမဟုတ်ခဲနဲ့လှပနေပါတယ်ပေါ့နော်예쁘고 있어요လို့ဘာလို့အဲ့လိုမျိုးတော့သုံးလို့မရဘူးเนาะအဲ့တော့တိထားမှာကဂုဏ်ကြီးစောရော်နဲ့သုံးချင်တယ်ဆိုလို့ရှိရင်တော့ဒီဘက်က action verb နဲ့ပဲသုံးquality verb နဲ့ကတော့သုံးလို့မရအဲ့တော့ action verb တွေဆိုတာဘာလဲ action ဆိုတာကပြုမှုလှုပ်ဆောင်တဲ့အရာတွေကို action အဲ့တော့ပြုရတဲ့ဟာတွေလုပ်ရတဲ့ဟာတွေဆိုလို့ရှိရင် action verb တွေမှာပါမယ်လှပရတို့ချစ်စရာကောင်းတယ်တို့ဂုဏ်ယူသေးပြတဲ့ဟာတွေဆိုလို့ရှိရင်ဒီဘက်က quality verb တွေကိုပါမယ်အဲ့တော့ quality verb နဲ့ action verb နဲ့꿰မယ်ဆိုလို့ရှိရင်ကိုယ်တိုင် sentence လေးတိစောက်ပြီးတော့ comment ထဲမှာရေးခဲ့ပေးပါဒီနေ့တော့တက်လာပါပဲ